ဒီနေ့ကမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ခီးသွားဗီဒီယိုကနေကြိုဆိုပါတယ်ဒီဗီဒီယိုကတော့ကျွန်တော်ကိုကိုရီးယားစာသင်ကြားပေးတဲ့အထူးသဖြင့်ကိုရီးယားနိုင်ငံနဲ့ပတ်သက်တဲ့ပညာရေးနဲ့ဘူတုဒတွေကိုသင်ကြားပေးတဲ့ကိုရီးယားနိုင်ငံဖြောင်းထက်မြို့မှာရှိတဲ့ဆီယမမလေးမွန်ရဲ့ဒူရင်ကိုရီးယားလို့ခေါ်တဲ့ကိုရီးယားဘာသာစကားသင်တန်းကျောင်းကိုလမ်းညွှန်ပေးမှာဖြစ်ပါတယ်ဆီယမမလေးမွန်ရဲ့သင်တန်းကျောင်းကဖြောင်းထက်ဘူတာနဲ့နီးတယ်ပေါ့နော်ဖြောင်းထက်ဘူတာရှေ့နားမှာရှိတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဖြောင်းထက်မြို့ဟာကိုရီးယားနိုင်ငံရဲ့နာမည်အကြီးဆုံးမြို့များတဲ့ကမြို့တစ်မြို့ဖြစ်ပြီးကိုရီးယားနိုင်ငံရဲ့နေချင်းစရာအကောင်းဆုံးမြို့များထဲမှာနံပါတ်9နေရာမှာရပ်တည်နေတာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ကိုရီးယားရောက်မြန်မာများဒုတိယအစုဝေးဆုံးမြို့လို့တင်စားနိုင်ပြီးမြန်မာဆိုင်များစွာလဲရှိပြီးယခုလိုဆီယမမလေးမွန်ရဲ့ကိုပိုင်ဘာသာစကားသင်တန်းကျောင်းရှိနေခြင်းကတော့ထူးခြားချက်ပဲဖြစ်ပါတယ်ဆီယမမလေးမွန်ရဲ့သင်တန်းကျောင်းကဒီ Lotte Hostel Bidin လို့ခေါ်တဲ့အဆောက်အဦရဲ့6လွှာမှာရှိတာဖြစ်ပါတယ်ကျွန်တော်ဘာကြောင့်ဒီသင်တန်းကျောင်းကိုလမ်းညွှန်ရလဲဆိုရင်ဖြင့်ဖြောင်းထက်မြို့အနီးမှာအလုပ်လုပ်ကင်ကြတဲ့ကျွန်တော်တို့မြန်မာလူမျိုးများအနေဖြင့်ကိုယ့်ရဲ့ပိတ်ရက်မှာကိုရီးယားဘာသာစကားစွမ်းရည်ကိုမြင့်တင်လိုပါကအထောက်အကူဖြစ်စေရန်အတွက်ဖြစ်ပါတယ်အခုဆိုရင်ဆီယမမလေးမွန်ရဲ့သင်တန်းကျောင်းရောက်ပြီပေါ့နော်အခုကျွန်တော်သင်တန်းကျောင်းရောက်ပြီပေါ့နော်စာသင်ခန်းကအားလုံး2ခန်းရှိတယ်ဒီဘက်မှာဆိုရင်လည်းကျောင်းသားတွေနားနေခန်းရှိတယ်ပေါ့နော်အခုဆီယမအထဲမှာစာသင်နေပါတယ်ဆီယမမလေးမွန်ဟာကိုရီးယားဘာသာစကားများကိုသင်တန်းများတက္ကသိုလ်နဲ့အွန်လိုင်းအတန်းများလည်းရှိပြီးကျွန်တော်ကိုယ်တိုင်လည်းအွန်လိုင်းအတန်းမှသင်ယူတာဖြစ်ပါတယ် 8시. 8시. 네. 포도란에 고민을 해볼까요? 예. 혼자 책 보고 공부하다가 요즘은 동네에 있는 문화체육센터에ဆီယမရဲ့ယခုသင်တန်းကျောင်းမှာဆိုရင်ဖြင့်တနင်္ဂနွေအတန်းခွဲများဟာမနေ့10:00 နာရီခွဲမှညနေ4:00 နာရီခွဲထိတနင်္ဂနွေအတန်းခွဲ3ချိန်ခွဲခြားသင်ကြားလျက်ရှိကြောင်းသိရပြီးအခြေခံစကားပြောအတန်းနဲ့ Topic Level 3 ထက်ကိုရီးယားစကားပြောအတန်းများဖြစ်ကြောင်းသိရှိရပါတယ်တနင်္ဂနွေအတန်းကြီးကြောင့်မင်းရှင်းတော့ဟုတ်ကဲ့ပါတနင်္ဂနွေတွေကအခုလက်ရှိမှာစကယ်ပြောတာ3လဖြစ်လာတယ်နော်စကယ်ပြောတာ3လကိုရဲ့ကိုရလည်းတော့ဘာလို့လဲပုံပြီးတော့ရွေးတက်လို့ရတာရှိတယ်ဒီလက်ရှိအတန်းကြီးကတော့စကားပြောအတန်းကြီးပဲကိုရီးယားဘာသာက level ကိုကြည့်ပြီးတော့ဒီသင်တန်းကျောင်းမှာရောက်ဆီယမနဲ့ဆွေးနွေးတာဖြစ်ဒီမှာလာဆွေးနွေးတာဖြစ်လို့ပေါ့နော်အဲဆွေးနွေးမှာပဲအတန်းကြီးလာတက်တာအကောင်းဆုံးလို့ပေါ့နော်ဆီယမမလေးမွန်ရဲ့ပညာရေးဝန်ဆောင်မှုများကိုသိရှိလိုပါကဆီယမရဲ့ Facebook စာမျက်နှာမှာဖြစ်စေယခုဖြောင်းထက်မြို့ဖြောင်းထက်ဘူတာအနီးမှာရှိတဲ့ဒူရင်ကိုရီးယားဘာသာစကားသင်တန်းကျောင်းမှာလည်းတနင်္ဂနွေနေ့မှာလာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့ကိုရီးယားနိုင်ငံဖြောင်းထက်မြို့ဖြောင်းထက်ဘူတာအနီးမှာရှိတဲ့ဆီယမမလေးမွန်ရဲ့ဒူရင်ကိုရီးယားလို့ခေါ်တဲ့ကိုရီးယားဘာသာစကားသင်တန်းကျောင်းဖြစ်ပါတယ်